ရောက်ပြန်လာဖို့မှန်းထားတယ်ဒါပေမဲ့လည်းခုချိန်ထိတိုင်မရောက်နိုင်ရဲ့တောက်ပြတဲ့နဲ့အေးပြင်းလို့လွမ်းမောပွယ်တောက်ရခင်းနဲ့အမေအိမ်အိုးလေးလွမ်းမရဲ့ဒီချိန်ဆိုရဲ့အပေထုံကြီးအိုးစီကကျင်းလို့ရတာကြာခဲ့သည်ကြလာခြင်းသည်စောင့်မျှော်သူနှံပြောင်းလဲတွေမြင်ကြမိမိုးရာသီတို့ပြောင်းခဲ့တယ်ပြန်လာခြင်းသေးတယ်အမေတိုင်းရင်ထလွန်ပါရဲ့တောက်ပြတဲ့နဲ့အေးရပြင်းလို့လွန်မောပွယ်တောက်ရခင်းနဲ့အမေအိမ်အိုးလေးလွန်ပါရဲ့ဒီချိန်ဆိုရဲ့အပေထုံကြီးအိုးစီကကျင်းလို့ရတာကြာခဲ့ပြီပြန်လာခြင်းသည်စောင့်မျှော်သူနှံပြောင်းလဲတွေမြင်ကြမိ